ဒီနေ့ကတော့ကြက်ဥလေးလုံးကွဲသွားတာနဲ့ဘလောက်ဆက်ဆောက်မောရတဲ့ကြက်ဥလိတ်လေးလှုပ်စားလိုက်ပါတယ်အရင်ဦးဆုံးကွဲနေတဲ့ဒီကြက်ဥလေးလုံးနဲ့ကိုစားရဲတကြားရဲထည့်ပြီးတော့ကြက်ဥတွေကိုအရေးကြက်ကြက်လေးဖြစ်တည်ဒီဇက်တိုက်လေးခောက်လောက်ပေးပါမယ်ပြီးရင်တော့ရေညှိရွက်လေးကိုအခုလိုမျိုးလေးကက်ကြီးလေးနဲ့3မိုင်းပိုင်းဖြတ်ထားပေးလိုက်ပါတယ်အိုးလည်းစီလေးလိုက်တုပ်ပေးပါမယ်ကျုပ်ရေကိုတော့3ပုံပုံတစ်ပုံလောက်လေးအရင်ထည့်ပါရနော်ပြီးရင်အိုးလေးကိုလိုက်လှည့်ပေးမယ်ကျုပ်လေးတွေကြက်ခံဒီမှာတော့အလဲကနေရင်းညှိရွက်လေးတင်ပေးလိုက်ပါရင်းညှိပေါ်မှာလည်းကျုပ်ရေလေးလိုက်တုပ်ပေးလိုက်ပါနော်ပြီးရင်စိတ်ရှည်ရှည်လေးလိုက်ပါမယ်ကျုပ်လေးလုံးရင်တော့မီးကိုတော့အနည်းဆုံးထားပေးပါနော်မီးကိုအနည်းဆုံးထားပြီးလိုက်ပေးပါပြီးရင်ကျုပ်လေးကိုဒီလိုထောင်လေးကတ်လိုက်ပြီးတော့စီလေးပြန်တုံးမယ်ပြီးရင်စောနာလိုပဲကျုပ်ရေလေးထည့်လိုက်ပါဒါကတော့3ချိန်လုပ်ပေးပေါ့နော်ဒီမှာတော့ပထမဆုံးချိန်နဲ့နောက်ဆုံးချိန်လုပ်တာလေးပဲပြလိုက်ပါတယ်နော်ဒါစောနာလိုလေးပဲရင်းညွက်လေးတင်ပြီးတော့ပြန်လိုက်ပါမယ်နော်ကဲအခုဆိုရင်တော့ဒါကျုပ်ရေညှိလိတ်လေးရှာသွားပါပြီပထမတော့ကွဲတဲ့ကြက်ဥလေးလုံးနဲ့ပဲကြက်ဥရေညှိလိတ်လေးလှုပ်စားမလို့ပေါ့နော်အခုတော့အိမ်မှာကြက်သွန်မိတ်နဲ့မုံလာဦးရှိရနဲ့ပဲကြက်ဥ5လုံးနဲ့ထပ်လှုပ်စားလိုက်ပါတယ်ဒါကြက်သွန်မိတ်နဲ့မုံလာဦးလေးလှီးထားလေးထည့်လိုက်တယ်ကြက်ကြောလုံးလေးလည်းရှိတော့ကြက်ကြောလုံးလေးကိုလည်းဒါလှီးပြီးထည့်ထားလိုက်တယ်ပြီးရင်ကြက်သားမှုတ်လေးရဲ့ငြုတ်ကောင်းလေးရဲ့ချဲပြီးတော့ခက်လောက်ပေးပါမယ်နော်ပြီးရင်စောနာလိုပဲအိုးလေးကိုစီလိုက်တုံမယ်နော်ကျုပ်ရေကိုတော့အကုန်လုံးမထည့်ဘူးပေါ့နော်နည်းနည်းလေးဖြန့်ထည့်ပေးပါမယ်ကျုပ်ကအရင်ထူတဲ့အခါကျရင်လည်းလိတ်လို့မကောင်းဘူးပေါ့နော်အကုန်လုံးကပေါက်ထွက်ပြီးတော့ကွဲအကုန်တယ်ပေါ့နော်တကယ်လို့ကိုကအစာပလိုက်ထည့်ရများသွားပြီဆိုရင်တော့2ခါခွဲလိတ်ပေါ့နော်ကဲအခုလိုမျိုးလေးပြန်ပြီးတော့ဖြန့်ထားပေးမယ်မီးကတော့ပြင်းလို့မရအောင်နော်မီးကိုတော့အနည်းဆုံးလေးထားပေးပါနော်ကဲအခုဆိုရင်တော့ဒီမှာကျုပ်လိတ်နောက်တစ်မျိုးရပြီပေါ့နော်ပြီးရင်တော့ကိုးစိတ်ကြိုက်အနေတော်လေးတွေပိုင်းဖြတ်ထားပေးလိုက်ပါနော်ကျုပ်လိတ်ကတော့ဒါကလေးရောလူကြီးရောကြိုက်ကြတယ်ပေါ့နော်ဒါမီယောနီစ်တွေဆော့ရင်လည်းတူစားလို့ရပါတယ်အိမ်မှာတော့မီယောနီစ်မရှိတော့ပေါ်ကနေပြီးတော့ဒါ cheese လေးတင်ပြီးတော့အိမ်မှာရှိရဲဆော့လေးနဲ့ပဲတူစားလိုက်ပါတယ်ကဲအမျိုးလည်းဒီလိုလေးလှုပ်ရှားကြည့်ပါနော်ကြည့်ရှုသူတွေအားလုံးကျေးဇူးတင်ပါတယ်ရှင့်